ဒီခါဒီမတူးလေးကို drizzle လို့ရအောင်လို့ဖိုင်းပေးပါပါဘလို့ဆိုတော့ engine နဲ့ CEO နေတာအရင်လောက်ရမယ်ကားကတော့ 2.0 ပဲဘလို့ဆိုတော့ဒီ engine လေးနဲ့အရင်ဆွဲမှာပေါ့နောက်ကျမှ engine ပြန်ချင်းပေးရမှာပြီးရင် fuel လေးပြတ်နေလဲဆက်ပေးရမှာပြီးရင်အရှင်မီးကြီးရသူကလင်းတာအားမရလို့ဆိုပြီး LED ထပ်ထည့်မှာအဲ့ကောင်လေးပါဖိုင်းပေးမယ်ပြီးရင်အနောက်မီးသီးတွေမလင်းဘူးအဲ့ကောင်လေးပါကုန်ပြန်လဲပေးမှာဒီကားပါရှင်ကြီးလေးကိုတခုတောင်းမှညင်ပါတယ်အဲ့ဒါဘာလဲဆိုရင်ကိုအလုပ်တွေတားများနေလို့ညီလေးရဲ့ကားဗီဒီယိုဖိုင်လေးကိုအစားဆုံးတခြားမရဖြစ်တဲ့အတွက်ကိုတောင်းမှပါတယ်အဲအရင်ဆုံး engine ကလည်းအရင်ကိုင်းနေပါပြီသူကတော့ series user ဆိုတော့အကုန်လုံး Y series ပါလေကုန်ဖြုတ်လဲပြရမှာပြီးတော့ဘောသားနေရထွက်လာဆိုတော့ဘောတွေရောလဲရမယ်ပြီးပေးနေရနေရောပြီးရင် Y series ကိုအကုန်လုံးလဲရမယ်ပြီးပေးနေလဲတော်တော်ပဲ့နေအဲ့ကောင်လေးပါလဲပြရမှာပြီးတိုင်းမဲ့ဘကြိုးတွေရောတိုင်းမဲ့ဘကြိုးတော့စီကျော်တော့ဆိုတော့လဲလိုက်တော့ပိုစီပြအားတစ်ခါလဲပေးတယ်ဒီရေလဲအောင်လဲဂလောက်ဂလောက်တန်ထွက်နေပြီအရင်လဲအောင်မှာတစ်ခါအကုန်လဲပေးမှာဘာဖြစ်လို့အကုန်လဲပေးလိုက်လဲဆိုဒီကားလီဘာတဆုံးနေတဲ့ကားဖြစ်နေလို့ပါမဟုတ်ရင်အကုန်ပြုတ်ထွက်ကုန်မှာဆိုလို့မလဲခင်အင်ဂျင်လေးကိုတခြားလေးဖြုတ်ပြီးတန်ရှင်းလေးလုပ်ပေးလိုက်ပါတယ်ဒရဆွဲလို့ကောင်းအောင်လို့အနောက် join ကိုဖြုတ်ပြီးဆက်ပေးလိုက်တယ်နှစ်ဘိန်းလုံးလဲအောင်လို့အခုပိုင်းတော့အင်ဂျင်ပိုင်းကတော့အကုန်လုံးအစီပြေသွားပြီဝါရင်းပိုင်းပြန်သွားမှာသူကမီးထဲမှာဆိုမီးခလုတ်ထဲရမှာမီးတီးကတစ်လုံးလေးကိုသူက2မျိုးပါတယ်တစ်ခုကနှင်းခွဲပေါ့တစ်ခုကတော့ရဲမီးတွေပိုင်းပါတယ်အဲ့ဒါကြောင့်ခလုတ်လေးနှစ်ခုနဲ့ခံပေးလိုက်တယ်အထိုင်လို့လည်းတခြားလုပ်ပေးလိုက်တယ်မီးတီးတော့ရှေ့ဘန်မှာအလဲကောင်တက်တက်ကိုပဲထိုင်ပေးလိုက်တယ်သူကမီးခလုတ်ကအဖြူပါတယ်အဝါပါတယ်ဖြူဝါလည်းပြောင်းလို့ရတယ်တကောင်ဆိုဝါတကောင်ဆိုအဖြူပြီးရင်ဖြူဝါပါတယ်ပြီးရဲမီးလည်းပါတယ်နီးပြသူညဆိုရင်တော့ပိုလာတယ်သူညအချိန်မရလို့မရလိုက်ရအောင်သူနောက်ပရိမီဒီကတော့ကျွန်းတာဆိုတော့ original မီးသီးတွေပဲပြန်ထည့်ပေးတယ်လေးလုံးလုံးပြီးရင်သူကရဲ့အတွင်းကန်းတွေလည်းကုန်ဖြုတ်ချိန်တယ်သူကကားတစ်စီးပါလာသေးတယ်ဟိုဘကမှာပါတဲ့အတွင်းကန်းတန်းတဲ့ဟာလည်းအကုန်လုံးဒီဘက်မှာကုန်ပြောင်းထည့်ပြတယ်ခုတန်းကအကုန်လုံးဆင်ပြေသွားပါပြီလွတ်တွေများနေတဲ့အတွက်ဗီဒီယိုလေးကိုအသေးစိတ်မရိုက်ပြနိုင်တဲ့အတွက်အားလုံးတောင်းပန်ပါတယ်ဒါနဲ့နေရောကားမောင်းဆန်းသွားလေးလည်းကြည့်တော့အောင်ဒါ CA5 ဒီကားလေးကဗမှန်ချိုးဖို့မရတာအဲ့မှာတစ်စီးတော့မဟုတ်နှစ်စီးလုံးပုံစံချင်းတူတူပဲဒီပထမတစ်စီးကဗမှန်ခေါက်လိုက်ညာဘက်ကနည်းနည်းလေးခောက်ပြီးတော့မော်တာတိုင်းတစ်ဖြောက်မြည်နေတာဘယ်ဘက်ကတော့မှန်တယ်မော်တာအစုံနေမတော့လက်နဲ့လုံရင်လုံနေတာပြီးတော့ TV မရဘူး TV ကခလုံးနေတော့ကစားတယ်ရုံမမြင်အတန်ကြားဖြစ်နေတာအတန်မဲ့ကြားတာရုံမမြင်အောင်အရင်ဆုံးညာဘက်ဆိုက်ကပါဖြုတ်ပြီးဗမှန်ရင်ဖြုတ်ကြည့်မှာဗမှန်ပုံစံကြည့်ရတော့ပထမတစ်ခါလှုပ်ဖို့လို့ထင်တယ်ဘယ်အဖြစ်လဲဆိုတာတခြားတိအောင်လို့ဖြုတ်ကြည့်နေသူ့ရဲ့အဖြေကတကောင်ပင်နေရန်ချောနေတာသူကလက်နဲ့လက်ကြည့်ရပလတ်စတစ်ပင်နေပဲသွားပြီးတော့တွန်းတန်ပင်နေရန်ရိုက်ပြီးကြံခဲ့တာအဲကြောင့်မလို့အတန်ရင်တော့ချောအော်နေတာတကယ်တမ်းသူပလတ်စတစ်ပင်နေရန်အပေါက်ကျဲသွားတာဒီမှာသူကပင်နေရန်ကြည့်တည်တတ်မရဘူးရောင်းတော့ဗမှန်လုံးလိုက်ရောင်းတာအဲကြောင့်လို့ပင်နေလို့ရောင်းမှန်းပေးလိုက်တယ်အခုတန်းတော့ညာဘက်ကအစီပြေသွားပြီပြီးဘယ်ဘက်ကသူကတိုက်ထားတဲ့တင်နေဗမှန်ရလောက်နေအဲကောင်ဖြုတ်ကြည့်အောင်ဗမှန်ဖြုတ်ကြည့်လို့သူအတွင်းထဲမှာအထိုင်နေအကုန်လုံးကျိုးနေတာအထိုင်လေးတွေကိုကော်နဲ့တစ်ချက်မှန်းပြီးလုံးမိတက်ပေးလိုက်တယ်ပြီးရင်ဒီကောင် TV ခုနပြောသလိုပဲရုံမမြင်အတန်ကြားဖြစ်နေတာအဲကောင် TV ရင်ဖြုတ်ဆက်ရမှာ TV က Android TV ဆိုတော့တိတ်ချီနေမကောင်းမီးရရောက်တယ်အဲကြောင့် TV အစ်စ်ပဲလဲပေးလိုက်တယ်ဒီကောင်ဘယ်လိုဖြစ်လဲဆိုတော့ရုပ်လာတဲ့ display ကျိုးတွေကပြတ်နေတာအဲကောင်လေးကျတော့လဲလို့ကတော့အဆင်မပြေအဲကြောင့်လုံးလိုက်လဲရတာဒီ TV ကသူကမော်တာတော့နှစ်ခုတော့လုံးတယ်ဒါပေမဲ့ဒီကောင်အဆုံးနေမသွားဘူးလက်ကူနေရတာနှစ်ဖက်လုံးလက်လေးကူလေးမှသူကမော်တာအဆုံးနေသွားတာဒီကောင်လဲတော့ဆိုဗမှန်လုံးလန့်ဖြုတ်ပြီးတော့တွင်းနဲ့ပင်နေနေစေးပြရမှာဒီကောင်က master တွေဗမှန်နေမှာဖြစ်များတဲ့အဲ့ဒါဒီကောင်အထွေထူးတော့မဟုတ်ဘူးတွင်းနဲ့ဥတိုင်းလေးရှက်တိုင်လေးကသူက C6 ရတဲ့ကောင်ကြက်သွားတာအဲ့ကောင်မဲစီပြန်တိတ်ပြီးပြန်ထည့်ပေးရမှာအခုတိုင်းစမ်းကြည့်တော့နှစ်ဖလုံးဆင်ပြေသွားပြီကျွန်တော်စီမှာဗမှန်နဲ့မနဲ့မချမော်တာတွေလုံးမော်တာကျွန်တော်ပြင်လို့ရတယ်အလုံးနဲ့လဲစမ်းမလို့ကျွန်တော်ပစ္စည်းလေးတွေတော့သီးသန့်ဝယ်ပေးထားတယ်မော်တာလေးတွေဒီမှာကျွန်တော်မန္တလေးမှာလို့မော်တာတို့ပင်နေရံတို့အဲ့လိုသီးသန့်မရအောင်သူကရောင်းအလုံးလိုက်ရောင်းတာအဲ့ကြတော့ကြာတော့အကားသမိုက်အတွက်အဆင်မပြေဘူးအဲ့ကြောင့်မလို့ကားသမိုက်အတွက်အဆင်ပြေအောင်လို့ကျွန်တော်မော်တာလေးတွေပင်နေရံလေးတွေအဲ့လိုသီးသန့်လေးကျွန်တော်ဝယ်ပေးထားတယ်အဲ့လိုမှမဟုတ်ဘူးဆိုဗမှန်နဲ့လုံးလိုက်လဲမယ်ဆိုရင်ကျွန်တော်ဒီမှာမေးကြည့်တော့ကိုဗမှန်အလုံးလိုက်ကိုတစ်ဖက်ကိုဘတ်6000 8000တို့အဲ့လိုမျိုးရှိတယ်အခုလိုဖြုတ်ပြီးပြင်လို့ရတော့ဘတ်1000 1000ကနေပြီးတော့ကားသမိုက်လည်းအဆင်ပြေအဲအကြောင်းမလို့အခုတော့ဗမှန်လေးနဲ့ဖလုံးနှစ်စီလုံးကားလေးအဆင်ပြေတော့ပါ